IVO Ananda Development ကြီးကဆောက်လုပ်ပြီးစီးထားတဲ့ Staycation Style Condo IDO Rankaman Lansali Condo ကိုအတူတူလေ့လာကြည့်ရအောင်ရှင်35ထပ်မြင့်တဲ့အစာအုပ်ဖြစ်ပြီးတော့အခန်းပေါင်း933ခန်းသာပါဝင်တဲ့အထက်မြင့် freehold condo မျိုးစားဖြစ်ပါတယ်။အဝါရောင်လိုင်းနဲ့လိမ္မော်ရောင်လိုင်းစုံနဲ့ MRT Lamsali Interchange ကိုကွန်ဒိုကနေ2မိနစ်အတွင်းလမ်းလျှောက်တာနဲ့ရောက်ရှိနိုင်မှာဖြစ်ပြီးတော့ Rankaman လမ်းမကြီးရဲ့မေးတင်မှာတိစောက်ထားတာဖြစ်လို့သွားရေးလာရေးအဆင်ပြေလွယ်ကူတဲ့နေရာကောင်းမှာရှိပါတယ်။အရင်ဆုံးအခုမြင်တွေ့နေရတဲ့ကွန်ဒိုမှာပါဝင်တဲ့ facility တွေကိုကြည့်ပြီးပြီဆိုတာနဲ့အခန်းတွေကိုဆက်လက်လေ့လာကြည့်ကြမယ်ရှင်။ IVO ခုကြည့်မဲ့ခန်းကတော့31 square meter ကျဲတဲ့ one bedroom ခန်းမျိုးစားဖြစ်ပါတယ်။ဒီခန်းမျိုးစားကြတော့လူတိုင်းကြိုက်တဲ့အခန်းပုံစံပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ separate kitchen ဖြစ်တယ်။ပြီးတော့အိတ်ခန်းကိုလည်းဒါတကယ် sliding door နဲ့မဟုတ်ဘဲနဲ့ proper တကားနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုခန်းမျိုးစားကကြတော့အယောင်ရောအငှာရောတွက်တဲ့ပုံစံမှာဈေးနှုန်းကတော့ဘတ်3တန်းကျော်ဝန်းကျင်ကနေပြီးတော့စတင်ဝယ်ပိုင်ဆိုင်နိုင်ပါတယ်ရှင်။ဒီ IDO ကွန်ဒိုမှာဆိုရင် simplex အခန်းတွေလည်းပါတယ်လို့ hybrid နှစ်ထပ်အခန်းမျိုးစားတွေလည်းပါဝင်မှာဖြစ်ပါတယ်။အခု IVO ကြည့်မဲ့ခန်းကတော့ဒါ hybrid အမျိုးအစားဖြစ်ပါတယ်။ one bedroom one bed ဖြစ်ပြီးတော့အခုလိုမျိုး kitchen separate ရယ်ပြီးတော့အပေါ်တက်မှာဆိုလို့ရှိရင်လည်းအိတ်ခန်းတစ်ခန်းပါဝင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လေ့လာကြည့်အောင်ရှင်။အားလုံးတွေ့တဲ့အတိုင်းပဲ kitchen area ကအရန်ကျယ်ပါတယ်။ဒါကတော့အောက်ထပ်ကရေချိုးခန်းအိမ်သားဖြစ်ပါတယ်။ kitchen ဘက်ကနေဝင်လာပြီဆိုတာနဲ့အခုလိုမျိုးဒါအလုံးလုံးလို့ရတယ်လို့စကြည့်လို့ရတဲ့နေရာလေးရှိတယ်ပြီးသွားရင်တော့ living room ကိုတွေ့ရှိရမှာဖြစ်ပါတယ်အပေါ်မှာပါတဲ့အိတ်ခန်းဆိုရင်လည်းအရန်ကျယ်တယ်။သူကစာကြည့်ခန်းသဘောမျိုးတက်တက်တီးတန့်အခန်းရှိတဲ့အပြင်အိတ်ခန်းကိုလည်း sliding door နဲ့တီးတန့်ကပေးထားတာဖြစ်တဲ့အတွက် privacy လည်းပိုရတယ်။ဈေးနှုန်းရာထိုင်းဘက်၄တန်းဝန်းကျင်ကျတင်မှာဖြစ်ပါတယ်ရှင်။ဒီခန်းကျတော့34.5 square meter ကျယ်တဲ့ one bedroom plus အခန်းမျိုးစားဖြစ်ပါတယ်။ဈေးနှုန်းရာဘတ်3တန်းခွဲဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ရှင်။ one bedroom plus ဆိုတဲ့အတိုင်းအခုလိုမျိုးဒီအခန်းပိုလေးထဲမှာအိတ်ခန်းသဘောမျိုးဓမ္မမဟုတ်ရင်စာကြည့်ကန်သဘောမျိုးဒါဖွဲ့စည်းထားလို့ရတယ်။ပြီးရင်နောက်ထပ်တစ်ခန်းကကြတော့အိတ်ခန်းဖြစ်ပါတယ်။အိတ်ခန်းကိုတော့သူကတကားနဲ့ဒါ lock ချလို့ရအောင်လို့ဖွဲ့စည်းပေးထားပါတယ်။ဒီခန်းမှာဆိုရင်လည်းရေချိုးခန်းအိမ်သားကိုအိတ်ခန်းကနေပဲဖြစ်ဖြစ် living room ကနေပဲဖြစ်အသုံးပြုလို့ရအောင်တကားနှစ်ဖက်ပါဝင်မှာဖြစ်ပါတယ်ရှင်။ကဲနောက်တစ်ခန်းကတော့ဒါ one bedroom plus အခန်းပုံစံမှာ hybrid နှစ်ထပ် style ခန်းလေးကိုဆက်လက်ပြီးတော့လေ့လာကြည့်ကြမယ်ရှင်အခုလိုနှစ်ထပ် style အခန်းမျိုးစားကြတော့ kitchen လဲ separate ဖြစ်တယ်ပြီးတော့ one bedroom plus ဆိုတဲ့အတွက်ကြောင့်မလို့အောက်ထပ်မှာအိတ်ခန်းတစ်ခန်းပါတယ်ရေချိုးခန်းအိမ်သားပါတယ်အပေါ်ထပ်မှာဆိုလို့ရှိရင်လည်းအိတ်ခန်းပါတယ် toilet တစ်ခန်းပါဝင်တာဖြစ်တဲ့အတွက်အသက်ကြီးတဲ့လူကြီးမိဘတွေရှိတယ်ဆိုရင်လည်းအရန်ကိုအဆင်ပြေပါတယ်ရှင်ဒါကတော့အောက်ထပ်ကရေချိုးခန်းအိမ်သားဖြစ်ပါတယ်အပေါ်ရက်ကအခန်းတွေကိုဆက်ပြီးလေ့လာကြမယ်နော်ဒါကတော့အပေါ်တက်ကိုတက်လာပြီဆိုတာနဲ့တွေ့ရမယ့်အခန်းပုံစံအနေထားဖြစ်ပါတယ်ဒီဘက်မှာဆိုရင်တော့ toilet ရှိတယ်အပေါ်တက်နေရာကကျယ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ဒါအဝတ်စားလဲကန်းနဲ့မှန်တင်ကုန်ခန်းထားလို့ရတယ်ပြီးတော့ဒီအားကျတော့အိတ်ခန်းဖြစ်ပါတယ်ဈေးနှုန်းကတော့ဘတ်6တန်းဝန်းကျင်ကျတင်မှာဖြစ်ပါတယ်ရှင်နောက်ဆုံး IB ပြပေးခြင်းတဲ့ခန်းလေးကတော့ဘတ်38သိန်းဝန်းကျင်နဲ့ရမယ်စတူဒီယိုနှစ်ထပ်ပုံစံအမျိုးအစားဖြစ်ပါတယ်ရှင်အခုလက်ရှိမှာ promotion ချနေရဖြစ်လို့အခုဝယ်မယ်ဆိုလို့ရှိရင်တော့ furniture တွေပါရရှိမှာဖြစ်ပါတယ်
ဒီ project မှာဈေးသက်သာဆုံးဖြစ်တဲ့ 2.3 million ဘတ်ကနေစတင်ဝယ်ယူနိုင်မဲ့ studio ခန်းမျိုးစားဖြစ်ပါတယ်ရှင်ဒီခန်းမျိုးစားကတော့ပုံမှန်ကွန်ဒိုတိုင်းမှာတွေ့နေကြ studio ပုံစံဖြစ်ပါတယ်ဒီ IDEO Rankamam Lansali ကွန်ဒိုကြီးမှာ promotion တွေလည်းရှိနေတာဖြစ်လို့စိတ်ဝင်စားလို့လေ့လာခြင်းနဲ့ဆိုရင်တော့ IVRO team ကိုဆက်သွယ်လိုက်ပါရှင်